ကတန်ရာရောမှာပြောပြရလို့မဲ့တောင်းမချင်းအမေသာဒီကဘာကြီးရဲ့မွေးမိခင်မမပဲအဖေသာလောကကြီးမှာကျွေးဖခင်ကမဲကျင်နာယူရပြုစုရတဲ့ချစ်သားလေးတွေချစ်သမီးလေးတွေအစင်မြဲပြည့်စုံနေတစီလေးမမမြင်ရင်အနန္တဂိုင်းဝင်သာသမီတို့ကြောင့်ပဲထားဝေလောကတန်ရာရောမှာပြောပြရလို့ပဲတောင်းမထင်အမေသာဒီဝါကြီးရဲ့မွေးမမပဲအဖေသာလောကကြီးမှာကျွေးဖခင်ကမဲကျင်နာယူရပြုစုရတဲ့ချစ်သားလေးတွေချစ်သမီးလေးတွေအစင်ရဲ့ပြည့်စုံလေဦးညွန်းနှမ်းမျက်နှာတစီလေးမမမြင်ရင်အနန္တဂိုင်းဝင်သာသမီတို့ကြောင့်ပဲထားဝလေအဖေနဲ့အမေဘယ်သူလေးမြစ်တာကြီးမလဲထွေးရတော့ဖြစ်နေမယ်ထင်ငယ်စဉ်တောင်းကြီးကလေးဝါတဲ့အမေရဲ့ထဲမှာနှုတ်ယူဆိုကကြည်ရရှာအဖေသာလေးသာသမီတွေလူလုံးလောင်အပူလုံးများမျိုးသိက္ခာရှာဖွေကျွေးမွေးရင်နဲ့ချွေးဒီဒီကြာနေလေအမေနိုးဖို့စဖို့ပြင်းအဖေချွေးဖို့လဲဆက်မဲ့ထားဝေလောကမှာအဖေနဲ့အမေကဘယ်လိုပဲမေတ္တာကြီးမလဲလို့ဒီလိုတွေးဟာဖြစ်နေတဲ့နေရာမှာအမေဆိုတာကတော့ငယ်လေးတောင်ကြီးကလေးဘဝရဲ့အမေရင်ကုန်ထဲမှာနှုတ်ကြိုလေးဆိုပြီးတော့ကြီးပြခဲ့ရတော့အမေနှုတ်ကအင်မတန်မှကြီးများတာပဲဒါပေမဲ့သားသမီးတွေလူကြားမှာလူသလုံးသူသလုံးနဲ့မျက်နှာမငယ်ရအောင်ဆင်းရဲဒုက္ခတွေခံပြီးတော့ရှာဖွေကျွေးမွေးရတဲ့အဖေရဲ့ချွေးဖို့လေးတွေကိုလည်းမမေ့ပါနဲ့တော့ဒါကြောင့်မို့အမေနှုတ်ကိုဆက်ဖို့လိုတယ်လို့အဖေရဲ့ချွေးဖို့လေးတွေကိုလည်းဆက်နိုင်ကြပါစေအောင်ဆုံးဘဝဒီရှင်းလင်းရေးသားပြီးတိုက်တွန်းလိုက်ရရခင်ဗျာလောကတန်ရာရောမှာပြောပြရလို့မဲ့တောင်းမချင်းအမေသာဒီမကြီးရဲ့မွေးမိရဲ့မမပဲအဖေသာလောကကြီးမှာကျွေးဖခင်ကမဲကျင်နာယူရပြုရတဲ့ချစ်သားလေးတွေချစ်သမီးလေးတွေအစင်မြဲပြည့်စုံနေဦးညွန်းနှမ်းမျက်နှာတစီလေးမမမြင်ရင်အနန္တဂိုင်းဝင်သာသမီတို့ကြောင့်ပဲထားဝလေအဖေနဲ့အမေဘယ်သူလေးမြစ်တာကြီးမလဲတွင်ရတော့ဖြစ်နေမယ်ထင်ငယ်လေးတောင်းကြီးကလေးဘွားရဲ့အမေရဲ့မှာနှုတ်ယူဆိုကကြည်ရရှာအဖေသာလေးသာသမီတွေလူလုံး